လူဘွားဆိုတာမူးဖွားလာပြီးရင်တည်ဆုံးခြင်းဆိုတာကပ်ပြီးပါလာပြီးသားဖြစ်ပါတယ်အဲ့တော့ကျွန်တော်လူဘွားမွေးခြင်းနဲ့တည်ခြင်းကြားမှာပေါ့နော်ဒါဖြတ်တန်းကြရတယ်တော့ကောင်းတဲ့လောကရန်တွေကိုလည်းဖြတ်တန်းကြရတယ်လို့ဆိုးတဲ့လောကရန်တွေကိုလည်းဖြတ်တန်းကြရတယ်အဲ့လိုဖြတ်တန်းကြတဲ့အခါမှာဒီဘဝမှာပေါ့တခါတလေကြရင်အခက်အခဲတွေကြုံရတယ်ဘဝအမောတွေဘဝအခက်တွေပေါ့နော်အဲ့လိုမျိုးတွေကြုံကြရတယ်ဒီရှင်းမှာရှိခဲ့တဲ့လောကီပညာရှင်ဆရာကြီးတွေပေါ့နော်ဆရာတော်တွေလူပညာရှိယဟန်ပညာရှိသူတို့ပုဂ္ဂိုလ်တွေကပေါ့နော်ဒီလူသားတွေဒီလောကီလူသားတွေလူဘဝထဲမှာဖြတ်သန်းနေတခြားမှာကြုံရတဲ့လူမှုရေးစီးပွားရေးပညာရေးကျန်းမာရေးပေါ့အဲ့လိုမျိုးအရေးကိစ္စတွေမှာကြုံကြရတဲ့အခက်အခဲတွေကိုပေါ့နော်သူ့နေရာလေးနဲ့သူအဆင်ပြေပါစေချုံးမွေ့ပါစေပြောတယ်လူတွေရဲ့ဘဝအမောတွေကိုဘဝအခက်တွေကိုပြေလည်ကြောင်းဆိုပြီးတော့မှဒီလိုရရအစီရင်လေးတွေကိုတီထွင်ကြံစထားခဲ့ကြတယ်။ဒါကျွန်တော်တို့ဒါငယ်တုန်းကပေါ့ဒါတာဝတိစံပေတင်ပညာသင်တဲ့ခါကျတော့ဆီယမာကြီးနေရာမှာတော်စမ်းမေဆီယမာကြီးကတမစင်တာပြောပြတာပေါ့။ရရဆိုတာဘာလို့တာလဲဆိုတော့အစားပြီးတာအစားထိုးတာပေါ့နော်ရရဆိုတာအစားထိုးတာတဲ့ဟိုးတုန်းကဒီရှေးခေတ်တုန်းကဒါဒီပေတင်ပညာတွေပါလေဆိုတာဒါအိန္ဒိယနေလာတယ်ပေါ့နော်စာရူကြီးတွေယတိကြီးတွေသူတော်စင်ကြီးတွေတိုးတဲ့တောင်နဲ့တရားအထုတ်ကြတယ်တဲ့အဲ့လိုတိုးတဲ့တောင်နဲ့တရားအထုတ်ကြတဲ့အခါမှာမွေစိုးတွေပါလေပေါ့နော်သူတို့ဥပမာပေါ့စပကြီးတို့စပအုံးတို့လိုအဲ့လိုမျိုးမွေစိုးတွေပါလေသူတို့အစာအမှတ်နဲ့ပေါ့နော်သူတို့တရားအထုတ်နေနေရာကိုရောက်လာပြီးတော့ဖန်စည်းတာတို့ပါတို့သူတို့လာပြီးပေါ့နော်ဒုက္ခပေးမှဆိုတော့နောက်ဒုက္ခပေးဖို့အနာကိုချင်းကပ်လာတာပေါ့နော်အဲ့လိုဒုက္ခပေးဖို့အနာကိုဒီလိုချင်းကပ်လာတဲ့အခါမှာဒီယတိကြီးတွေစာတွေကြီးပေါ့နော်သူတို့အပေါ်မှာဝတ်ထားတဲ့အပေါ်ယုံပေါ့နော်တင်အလွယ်ပြောရရင်တင်ငန်းပေါ့သူတို့ရဲ့ယောဂီဝိဆုံတခုစားလုံးပေါ့ချွတ်ချပေးခဲ့လိုက်တယ်ချွတ်ချပေးခဲ့ပြီးသူတို့ထွက်သွားတယ်သူ့ရဲ့အငွေအသက်ကအဲ့ဒီမှာရှိနေအောင်သူတို့ဝိယုံထားတယ်ဟာဒါဟိုသူလူအမှတ်နဲ့ဒါကြီးကိုဒါမွေကြီးပါတွေကညစ်လုံးပြီးတော့မှဒါကိုသူတို့မျိုးသွားတယ်ပေါ့နော်အဲ့တော့ဒါဘာကိုပြောတာလဲဆိုတာအဲ့ဒါကိုသူအဲ့ဒီဖြစ်စဉ်လေးတွေကိုသူကတော်တဲ့တောင်ထဲမှာဒီကျင့်ကြံနေတဲ့ဒါသူတို့စင်းနေရသေးကြီးတွေကဒါကိုကြည့်ပြီးတော့မှသူကလောကမှာဒီလူသားတွေဘယ်လိုဒီဘေးရင်ကျန်းကန်တို့ဘာလို့ဆိုတာဒါအိန္ဒိယကနေစခဲ့တယ်ဒီယသိကြီးတွေစာရီတွေပေါ့နော်အဲ့တော့သူတို့ရည်ခဲကြတဲ့ပညာတွေပေါ့လူသားတွေကကြိုစည်းကြိုနေမကောင်းဘူးမယာဟုကြိုကမြင်နေအင်္ဂါမြင်နေစနေကမြင်နေစနေစီးတာလို့အင်္ဂါစီးတာလို့ယာဟုစီးတာလို့စသဖြင့်ပေါ့ဒါဘေးတွေနဲ့ပတ်သက်လို့ဟောရတာတွေပေါ့နော်အဲ့လိုဂျိုးတွေပါဂျိုတွေမြင်တဲ့ခါမှာပါဂျိုတွေမြင်တဲ့ခါမှာအစားပစ်တာပေါ့ဒါကြောင့်ကျွန်တော်တို့ဒါမြမဘေးတွေမှာဆိုရဲရှိတယ်ကိုစားပစ်တာနန်တူပစ်တဲ့ရည်ရာရှိတယ်ကိုစားပစ်တဲ့ရည်ရာဆိုတာရှိတယ်အဲ့တော့ရေရာဆိုတာဒီလိုပဲအစားထိုးတာအဲ့တော့ရေရာဆိုတာပေါ့နော်ကိုယ့်ပုံမှာကြောက်မရအောင်ကိုယ့်ရဲ့ကိုယ်စားဒီအဝတ်စားတွေပါလေပြစ်လိုက်တာတို့ပါတော့ဒီလိုမျိုးလုပ်ကြတာပြောချင်တာကတော့ပေါ့နော်ဒီရှေးတုန်းကဒီပညာရှင်တွေနော်လူပညာရှိရန်ပညာရှိရလူသားတွေရဲ့ဘဝအခက်အခဲတွေပြေလည်အောင်လို့ဆိုပြီးတော့မှဒီလိုရေရာတွေဒီထွင်ကြံစပြီးခဲ့ကြတာပေါ့ဒီကနေ့ခေတ်မှာဆိုလို့ရှိရင်တော်တော်များများပေါ့နော်ကြုံတွေ့ရနိုင်တယ်ကြုံတွေ့ရတတ်တဲ့ပေါ့နော်ဒါကဘာနဲ့တဝမ်းလုံးမှာပဲကိုကအသက်ဘေးနားနီးတဲ့နေရာကိုရောက်လာရင်နော်အသက်ဘေးနားနီးတဲ့အချိန်ကိုရောက်နေတယ်အသက်ဘေးနားနီးတဲ့နေရာဒေသကိုရောက်နေတယ်ကိုအသက်ကိုယ်တော်မှာပေါ့နော်ဘေးအန္တရာယ်နီးတဲ့နေရာဒေသမျိုးအခြေအနေမျိုးကိုရောက်နေတယ်ဆိုလို့ရှိရင်ဒါပြုလုပ်နိုင်တဲ့ရေရာလေးတစ်မျိုးကိုဒါကျွန်တော်မျှဝေပေးမှဖြစ်ပါတယ်ဒီရေရာလေးကိုသူကသူတော်မှအသက်ဘေးနားနီးတဲ့နေရာကိုရောက်နေတယ်ဆိုတော့ဒီရေရာကိုဟိုအရွက်ရှာအောင်ဒီအညွှန်းရှာအောင်သူလုံးနိုင်မှာမဟုတ်ဘူးဒါကြောင့်မိသားစုတွေကကိုယ်စားလုပ်ပြီးလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တခါတည်းထည့်ပြောပြီးမှဖြစ်ပါတယ်တနင်္ဂနွေသားသမီးတယောက်ပေါ့နော်ကျွန်တော်9နှစ်သားသမီးအားလုံးအတွက်ကျွန်တော်ပြောသွားမယ်တနင်္ဂနွေသားသမီးတယောက်ကအိမ်မှာမရှိဘူးသူရောက်တဲ့နေရာဒေသအခြေအနေချင်းခါသည်နော်အသက်ဘေးအန္တရာယ်နာနီးတဲ့နေရာဒေသမလို့သူ့ကိုအန္တရာယ်ကင်းစေခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒီတနင်္ဂနွေသားသမီးရဲ့ဓာတ်ပုံတပုံပေါ့ဓာတ်ပုံလေးတပုံတို့တယ်ဓာတ်ပုံမရှိရင်သူ့ရဲ့အဝတ်အစားအသုံးဆောင်ပစ္စည်းအုပ်ထုပ်ပဲဖြစ်ဖြစ်ဖက်နှက်တို့ဘာတော့မသုံးဘူးပေါ့နော်အဝတ်အစားအင်ကြီးပဲဖြစ်ဖြစ်အုပ်ထုပ်ပဲဖြစ်ဖြစ်သူ့ရဲ့အသုံးဆောင်ပစ္စည်းလေးတစ်ခုကိုအသုံးပြုနေရပါတယ်ဒန်းဆယ်ညွန်းတို့မှုထန်းဆယ်ညွန်းအဲ့လိုဖះเจ้าဆောင်ရှိမှာပေါ့နော်ခုံလေးတစ်လုံးနဲ့တင်မယ်ဒန်းဆယ်ညွန်းတို့မှုအုံးဆယ်ညွန်းဒီလိုညီလေးစီပြီးတင်လိုက်မယ်အဲ့ပုံမှာသူဓာတ်ပုံရှင်ဓာတ်ပုံတင်မယ်ဓာတ်ပုံမရနိုင်သူ့ရဲ့အင်ကြီးဝတ်စားတစ်ခုတင်မယ်တစ်ခုဆိုရင်ရပြီပေါ့နော်ပြီးတော့မှအဲ့ဒီပုံမှာဖန်ခွက်လေးတစ်ခုတင်လိုက်မယ်ရေထည့်မယ်ပြီးတော့မှအဲ့ပုံမှာအဲ့ဖန်ခွက်ထဲမှာခန်းကော်ညွန်း15ညွန်းထည့်ပြီးလှူပေးမယ်သူ့ရဲ့မွေးနေ့တနင်္ဂနွေနေ့မနေ့9:45မှာဒီရေရာလေးကိုပြုလုပ်ပေးလို့ရတယ်ဟိုတနင်္ဂနွေသားနော်ကိုဘသူမကိုအောင်ဘေးရန်အန္တရာယ်ကင်းပါစေနော်အန္တရာယ်ကင်းပါစေအသက်အန္တရာယ်ကင်းပါစေကိုသိနေပြကျမ်းမှာချမ်းသာပါစေအခက်အခဲကြားကနေအမြန်ဆုံးလွတ်မြောက်ပါစေဆိုပြီးတော့သူဆုတောင်းမြတ်တာပို့ပေးလို့ရတယ်ဒါဆိုတနင်္လာသားသမီးတယောက်ဆိုပါတော့တနင်္လာသားသမီးတယောက်အန္တရာယ်ကင်းမှုအတွက်ဆိုလို့ရှိရင်အုံချောင်းညွန်းခုနလိုပဲခင်းလိုက်မယ်
သူဥဝိစာသုံးမှုဓာတ်ပုံတင်မယ်ဖန်ခွက်လေးတင်မယ်ရေးထည့်မယ်အဲ့တော့ဇီးရှင်းညွန့်ထည့်ပြီးတော့လှုပ်ပေးမယ်ဆူတောင်းပေးမယ်အဲ့တော့အင်္ဂါသားသမီးဆိုပါစို့နော်အင်္ဂါသားသမီးဆိုလို့ရှိရင်သူကခန်းကော15ညွန့်ခင်းလိုက်မယ်ပြီးလို့ရှိရင်သူ့ရဲ့ဓာတ်ပုံအဝိစာတင်မယ်ပြီးလို့ရှိရင်ဖန်ခွက်လေးတင်မယ်ရေးထည့်မယ်ပြီးတော့မှရွက်လှ18ရွက်ပေါ့နော်ရွက်လှကြတော့အညွန့်မသုံးတော့ရွက်လှပဲအရွက်များတယ်ဟိုအရွက်ကြီးတယ်လေဒါကြောင့်အရွက်18ညွန့်18ရွက်သုံးမယ်ပြီးရင်ဗုဒ္ဓသားသမီးဆိုရင်ဇီးရှင်းညွန့်ခင်းလိုက်မယ်ဇီးရှင်းညွန့်မရရင်ဆိုသိန်းရှင်းညွန့်ခင်းလိုက်မယ်အဲ့ပုံမှာအဝိဇ္ဇာဓာတ်ပုံတင်မယ်ဖန်ခွက်တင်မယ်ရေးထည့်မယ်သူ့ကိုကြတော့မေမျိုးပန်း19ဝင့်သို့မဟုတ်19ညွန့်မေမျိုးပန်းမရနိုင်တဲ့နေရာဒေသဝယ်လို့မရတဲ့ရာသီဥတုဘောနော်ဥပမာပေါ့ဒီလိုຫນွေဥပေါက်ဆိုတာမေမျိုးပန်းသိမရတတ်တော့ပြင်းမ19ရက်သုံးလို့ရတယ်ပြင်းမဒီကျွန်တော်အောက်မြန်မာနိုင်ငံမှာပေါ်တယ်အထက်မြန်မာနိုင်ငံပဲကြတော့ပေါက်ပေါ်တာပေါ့နော်အဲ့တော့ပေါက်19ရက်ဖန်ခွက်လေးနဲ့ထည့်ပြီးတော့ရေးထည့်ပြီးတော့ထားပေးမယ်ဒါပုရုသားသမီးများအတွက်ပြောတာပေါ့နော်အဲ့တော့ကျတာပတိသားသမီးများအတွက်ဆိုရင်တော့သူကရွက်လှ18ရွက်ခင်းမယ်အဝိဇ္ဇာနဲ့ဓာတ်ပုံတင်မယ်အပေါ်ဖန်ခွက်လေးတင်မယ်ရေးထည့်မယ်ပြီးရင်သူကတီဟိုရွက်21ရွက်ထည့်ပြီးတော့ဒါလှုပ်ပြီးတော့ဆူတောင်းပေးမယ်တီဟိုမရနိုင်တဲ့နေရာဒေသတွေကတီးညွန့်သုံးလို့ရပါတယ်တီးညွန့်21ညွန့်သုံးလို့ရပါတယ်အဲ့တော့21ညွန့်အခက်တယ်ဆိုရင်လည်း6ညွန့်သုံးလို့ရပါတယ်ဒါနဲ့လူသုံးလို့ရတယ်ပေါ့နော်ဒါဆိုကျတာပတိပြီးသွားပြီကျွန်တော်တောက်ကြအတွက်ဆက်ပြောမယ်အဲ့တော့တောက်ကြသားသမီးများအတွက်ဆိုရင်တော့ဒါမေမျိုးပန်းအရွက်19ရွက်အညွန့်ကြတော့များမယ်မေမျိုးပန်းကအရွက်19ရွက်သုံးလို့ရတယ်သို့မဟုတ်ပြင်းမရွက်19ရွက်သုံးလို့ရတယ်အဲ့ဒါလေးကိုအနေနဲ့ညီညီညာလေးဖြစ်အောင်လိုက်ပြီးတော့ထပ်လိုက်မယ်ဖြန့်ခင်းလိုက်မယ်အဲ့ပုံမှာဓာတ်ပုံသုံးဝိစားတင်မယ်ဖန်ခွက်လေးတင်မယ်ရေးထည့်မယ်ပြီးလို့ရှိရင်သူကထန်းသို့မဟုတ်ဒန်းစင်ညွန့်ထည့်ပြီးတော့လှူပေးမယ်ဆူတောင်းပေးမယ်စနေသားသမီးနော်စနေသားသမီးအတွက်ကတော့တီဟိုသို့မဟုတ်တီ21ညွန့်ပေါ့ဖြန့်ခင်းလိုက်မယ်အဲ့ပုံမှာဓာတ်ပုံဝိစားတင်မယ်ဖန်ခွက်လေးတင်မယ်ရေးထည့်မယ်ပြီးလို့ရှိရင်အုံ6ညွန့်ထည့်ပြီးတော့ဒါဖျားမှလှူပြီးတော့သူဆူတောင်းမြစ်တာပို့ပေးမယ်ဒါဆိုရင်ဒါကိုအိမ်သူအိမ်သားတယောက်ကပေါ့နော်ဒီအသက်ဘေးနာအန္တရာယ်နာနီးရဲ့နေရာဒေသကိုသွားရတာအန္တရာယ်မကင်းတဲ့အခြေအနေအချိန်ခါမျိုးရောက်ရှိနေတာဥပမာပေါ့ဒါတင်မောလိုင်းနေတဲ့သူတွေခရီးဝေးသွားနေရတဲ့သူတွေစသဖြင့်ဒါမျိုးမျိုးကိုပေးလို့ရတယ်ကိုမိသားစုကစိတ်ပူတယ်ဆိုရင်ဒီရေရာလေးကိုပြုလုပ်ပေးလို့ရပါတယ်ကျွန်တော်ကတော့ဆရာအမင်းညိုမြန်မာရွက်ပေးခြင်းပညာဖြစ်ပါတယ်တင်တို့ရဲ့ကန်စာတာကိုတိတိကျကျတိုင်ပင်ဆွေးနွေးမြင်းမြန်းလို့ရဆိုရင်တော့ကျွန်တော်ရဲ့မြန်မာရွက်ပေးခြင်းပညာ Facebook page မှာတရက်ကြိုပြီးတော့ဇင်ပေးပြီးတော့မေးလို့ရပါတယ်ခုနှစ်သားသမီးများအားလုံးကိုကြီးကျမ်းမာခြင်းစိတ်ကျမ်းမာခြင်းကိုကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းတို့နဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်